Okay အခုဆက်ပြီးတော့မှအခုတို့ install ပြုလုပ်မှာကတော့အဲ့တော့ navigate နဲ့လုပ်ငန်းစဉ်ဖြစ်တဲ့ Google Chrome browser ကို download လုပ်ပြီးတော့မှ install ပြုလုပ်မှာဖြစ်တယ်ဆိုတော့အခုဒီနေ့ record ယူနေတဲ့ date ကတော့1ရက်နေ့ဇွန်လ2025ခုနှစ်ပေါ့ဒီနော် so ဒါဆိုလို့ရှိရင်အခုတို့ဒီကောင် live browser တွေကနေပြီးတော့မှ navigate နဲ့လုပ်ငန်းစဉ်ကိုဖွင့်ထားလိုက်မယ်အဲ့ဒီမှာအခုတို့ Google Chrome ကို download လုပ်တဲ့အခါကျရင်သူရဲ့ official website ကနေလည်းသွားပြီးတော့မှ download လုပ်လို့ရတယ်။နောက်အဲ့တော့ဒီမှာအခုကတော့ Ubuntu Linux နဲ့ဖွင့်ထားတာဖြစ်တဲ့ကြောင့်မလို့ဒီမှာ download သွားလုပ်တဲ့အခါကျရင်သူကဒီ Ubuntu Linux အတွက် app ကို download လုပ်ပေးမယ်ပေါ့လေ။နောက်တကယ်လို့က Windows တွေကနေဝင်ပြီးတော့မှ download လုပ်တယ်ဆိုရင်တော့ဒါဆိုရင်တော့ .exe file နဲ့လာမှာပေါ့။အဲ့ okay လို့ကဒီဘက်ကနေပြီးတော့မှ download မလုပ်ချင်ဘူးဆိုရင်လည်းအခုဒီမှာ direct download link ပေးထားပါတယ်။အဲ့တော့ data link server အနေနဲ့ပေါ့။ဆိုတော့ version ကတော့ 137.0.715.1.55 ပေါ့လေနော်။ဆိုတော့အကယ်လို့ဒီမှာသူက update version တွေရှိလာခဲ့မယ်ဆိုလို့ရှိရင်လည်းအခုဒီမှာလာပြီးversion လည်းတွားပြီးပြောင်းထားပေးမယ်နောက် download link ကိုလည်း download link အတစ်ထပ်ပြီးတော့မှထည့်ထားပေးမယ်ပေါ့လေနော် okay so download လုပ်ဖို့အတွက်အခုဒီ link ကိုတွားပြီးတော့မှ click ခေါက်လိုက်မယ် so ဒါဆိုလို့ရှိရင်သူဒီမှာdownload လုပ်မယ်ပေါ့ okay အဲ့ဒါဆိုလို့ရှိရင်အခု download folder တွေကိုတွားထားလိုက်မယ်အဲ့ဆိုဒီမှာ download လုပ်ထားတဲ့ file တွေရောက်နေပြီဆိုတော့ဒါဆိုလို့ရှိရင်နောက်တစ်ခုကကျတော့ install ပြုလုပ်မယ်အဲ့တော့ install ပြုလုပ်တာကိုတော့ control alt t ကနေပြီးတော့မှတိုက်ရိုက်ခေါ်လိုက်ရတယ်တို့မဟုတ်ဒီဘက်ကနေ right click ခောက်ပြီးတော့မှ open in terminal ဖွင့်ရင်လည်းရတယ်အဲ့တော့ဒီဘက်က open in terminal ကိုသွားပြီးရင်တော့ဒါတော့ download folder တွေကိုတစ်ခါတည်းရောက်ပြီးသားဖြစ်မှာပေါ့လေနော်ဆိုတော့မျိုးဆိုစေအခုဒီတည်းကပေးထားတဲ့အတိုင်းပဲအခု control alt t တွေကနေပြီးတော့မှဝင်ထားနိုင်မယ်နောက်ပြီးတော့ package နဲ့ dependency တွေကိုအရင်ဆုံး install ပြုလုပ်ထားလိုက်မယ် update လုပ်ထားလိုက်မယ်ပေါ့โอเคဒါဆိုလို့ရှိရင်အခု CD တွေကနေပြီးတော့မှ download folder တွေကိုသွားထားလိုက်မယ်โอเคအဲ့တော့ download folder တွေရောက်ပြီဆိုလို့ရှိရင်အဲ့တော့ဒီမှာပေးထားတဲ့ command အတိုင်းပဲအဲ့တော့ sudo dpkg နဲ့ install ပြီးလို့သွား -i ကအဲ့တော့စောစောတော့ Google ရဲ့ link file ကိုပေးထားလိုက်ပြီအဲ့တော့နောက်က format လည်းပါပေးရမယ်ပေါ့โอเคဒါဆိုလို့ရှိရင်အခုတို့Chrome ကလည်းဒီမှာရောက်လာပြီ so download ပြုလုပ်ပြီးသွားပြီ install ပြုလုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့အခုတို့ဒီမှာ option တွေနဲ့ဒါကတော့ပေးလိုက်ရတယ် or မပေးလိုက်ရတယ်နောက်အဓိကတော့သူစောစောတော့က install ပြုလိုက်တဲ့အချိန်မှာfile တွေ error ပါလာခဲ့မယ်ဆိုလို့ရှိရင်တခါတည်းသူက fix လုပ်ပေးသွားမှာပေါ့လေနော်โอเคဆိုတော့ Chrome ကို install ပြုလုပ်ပြီးသွားပြီဆိုတော့ဒါဆိုကို Chrome browser ကိုဝင်ထားလိုက်မယ်โอเคအဲ့တော့ now ပြီးတော့တဲ့အခါကျရင်အဲ့တော့တစ်ဆက်ထဲမှာပဲအခုတို့ React.js ကိုလေ့လာတဲ့အခါကျလို့ရှိရင်အဲ့တော့လိုအပ်မယ် extension နှစ်ခုကိုပါတခါတည်း install ပြုလုပ်ထားပေးမယ်အဲ့ဒါကတော့ web store တွေကနေတွားရမှာအဲ့ Chrome ရဲ့ web store တွေကိုရောက်ပြီဆိုရင်အဲ့ဒါ search bar မှာ React developer tools လို့ပြောထားလိုက်မယ်ဒါဆိုဒီမှာပထမဆုံးတစ်ခုကို add to Chrome လို့ပေးထားပြီ okay so ဒါ install ပြုလုပ်ပြီးသွားပြီဆိုတော့နောက်တစ်ခုအနေနဲ့ React dev2 ကိုပါတခါတည်း install ပြုလုပ်ထားပေးမယ်okay so ဒါဆိုလို့ရှိရင်အခုတို့ဒီ extension နှစ်ခုလုံး install ပြုလုပ်လို့ပြီးတော့ဒီ manage extensions ထဲမှာလည်းတွားကြည့်လို့ရတယ်နှစ်ခုစလုံးကိုတော့ကိုတို့ on ထားပြီးဖို့လိုမယ်ပေါ့လေနော် okay now စောစောတော့ version ပြန်စစ်စေချင်တယ်ဆိုရင်လည်းအခုတို့ဒီ help တက်ကနေပြီးတော့မှ about Google Chrome မှာတွားကြည့်မယ်ဆိုရင်ဒါကိုလက်ရှိ install ပြုလုပ်ထားတဲ့နောက်ဆုံး version ပေါ့လေနော် okay so ဒါဆိုလို့ရှိရင် Chrome ရသွားပြီဆိုတော့တစ်ဆက်တည်းမှာပဲအဲ့တော့နောက်ထပ်နံပါတ်3လုပ်ငန်းစဉ်ဖြစ်တဲ့အခုတို့ဒီ VS Code ကိုတခါတည်း install ပြုလုပ်ထားလိုက်မယ်ဆိုတော့ထိုနည်း၎င်းတိုင်းမှာပဲ VS Code ကို install လုပ်မှဆိုရင်လည်းသူ့ရဲ့ official site ကနေပြီးတော့မှတွားပြီး download လုပ်လို့ရတယ်အခုတော့ Ubuntu ဖြစ်တဲ့အတွက်ကြောင့်မလို့ .deb file ကို download လုပ်ရမယ်ပေါ့လေနော်ဆိုတော့အကယ်လို့မှအဲ့လိုမျိုးမလုပ်ချင်ဘူးဆိုရင်လည်းအခုဒီအောက်မှာ direct download link ပေးထားတယ် version ကတော့ 1.100
2ဆိုပြီးတော့မှversion ဒါနောက်ဆုံး version ပေါ့လေနော်ဒီကောင်တစ်ချက် click ခောက်ပြီးတော့မှတခါတည်း download လုပ်ထားလိုက်မယ် okay ဒါဆိုလို့ရှိရင်download လုပ်ပြီးသွားပြီဆိုတော့အခု download folder တွေကိုတွားထားမယ်ဒါဆိုဒီမှာလည်းရောက်နေပြီ okay ဆိုတော့ဒါဆိုလို့ရှိရင်အခုဒီကောင်လာပြီး control alt t တွေကနေပြီးတော့မှဓာတ်မြေတွေကိုဝင်ထားမယ်နောက်ပြီးတော့ရင်package တွေကို update တော့လုပ်မယ်ဆိုတော့အခုလုပ်ထားပြီးသားဆိုတော့ထပ်ပြီးစရာတော့မလိုတော့ဘူးပေါ့လေနော်ဒါဆိုတခါတည်းပဲCD download folder တွေကိုတွားထားမယ်နောက်ပြီးတော့တဲ့အခါကျရင်sudo dpkg -i နဲ့ကနေပြီးတော့မှဆိုတော့က file ကိုနှောက်ခေါ်ထားမယ် .db ဆိုတဲ့ format ပါပါရမယ်โอเคဒီမှာတော့အခု yes ကိုယူထားမယ်โอเคဆိုဒါဆိုလို့ရှိရင်အခု VS Code ကိုလည်း install ပြုလုပ်လို့ပြီးသွားပြီဆိုတော့ဒီအောက်ကကောင်လေးကတော့ optional အနေနဲ့ပေးလိုက်ရတယ်မပေးလိုက်ရတယ်ဆိုဒီမှာတော့ကြည့်မှဆိုလို့ရှိရင်လည်း VS Code ကရောက်နေပြီဆိုဒါဆိုလို့ရှိရင်အခုတော့ဒီမှာ VS Code ကversion ကိုစစ်ဆေးချင်တယ်ဆိုရင်လည်းhelp တက်ကနေပြီးတော့မှ about တွေကိုတွားထားမယ်ဆိုရင်ဒါဆိုရင်ဒါနောက်ဆုံးversion ကိုရပြီပေါ့လေနော် okay ဆိုဒါဆိုလို့ရှိရင်ကိုတို့နံပါတ်2လုပ်ငန်းစဉ်နံပါတ်3လုပ်ငန်းစဉ်ပြီးသွားပြီပေါ့နံပါတ်4လုပ်ငန်းစဉ်ဖြစ်တဲ့Apache ကို install ပြုလုပ်တာကိုတော့နောက်ထပ်ဗီဒီယိုမှာထပ်တွေ့ပါမယ်